င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်း channel လေးကကြိုဆိုလိုက်ပါတယ်။မေလ16ရက်နေ့မှစတင်ပြီးကပ္ပလီပင်လယ်မြောက်ပိုင်းမြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးနဲ့ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းအေရဝတီတိုင်းအနောက်ဘက်ကမ်းရိုးတန်းရခိုင်ကမ်းရိုးတန်းတောင်ပိုင်းပင်လယ်ပြင်မှာမေလ16ရက်နေ့18ရက်နေ့ဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေ60%အထိတိုးမြင့်လာကြောင်းတွေ့ရပါတယ်။မြောက်ဘက်ကိုဆက်လက်ရွေ့လျားနိုင်မှာဖြစ်ပြီးပင်လယ်ပြင်ကျင်းသွားတဲ့နေရာဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းရောက်မေလ19ရက်နေ့မှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေ50%အထိပြန်လည်လျော့ကျလာကြောင်းလည်းတွေ့ရပါတယ်။ရခိုင်ပြည်နယ်မြောက်ပိုင်းကချင်ပြည်နယ်တောင်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းမြောက်ပိုင်းစကိုင်းတိုင်းအောက်ပိုင်းဒေသအချို့မှာမေလ19ရက်နနက်9နာရီမှနောက်24နာရီအတွင်းမိုးရေချိန်100မီလီမီတာနီးပါး3လက်မခွဲခန့်အထိရွာသွန်းနိုင်ကြောင်းမိုးများနိုင်ကြောင်းတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်အတွင်းဆိုင်ကလုံးမုန်တိုင်းဖြစ်လာနိုင်မည့်အခြေအနေကိုနေ့စဉ်နှစ်ကြိမ်ထုတ်ပြန်ပေးလျက်ရှိသည့်တင်ချပုံစံပြုကြိုတင်ခန့်မှန်းရေးမှရရှိနေသည့်သတင်းအချက်အလက်များစုဆောင်းရရှိသည့်နှင့်ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။မေလ17ရက်နေ့ည10နာရီနောက်ပိုင်းချိန်မှစပြီးမေလ13ရက်နေ့အတွင်းမှာကတော့မင်းနှုံတရက်စင်ပောင်ဝဲမင်းလာမကွေးစကုငဖဲပွင့်ဖြူစလင်းရေနံချောင်းစင်ဖြူကျွန်း6စေတုတ်တရာကစွန်းမပေါက်ညောင်ဦးပကံကြောက်ပတောင်ပင်မြို့နတ်မောက်မြို့တစ်တောင်တွင်းကြီးဆက်သွားပခုတ်တူမြင်းချံမြိုင်တောင်တာနွားထိုးကြီးဝဲလောင်မလိုင်းမုံရွာရင်းမာပင်ပလဲဥတလင်းကနီအရာတော်ရွှေဘိုခင်းကြီးကန့်ဘလူမြက်ကန်သာမန္တလေးစကိုင်းကြောက်ဆယ်မြစ်သားတဲတော်မိထီလာသာစီပျော်ပွဲရမည်တင်းတက်ကုန်းနေပြီးတော့ပြင်မနာရေနီရေတာရှိစတဲ့ဒေသတဝိုက်မှာမေလ17ရက်နေ့ညပိုင်းမှစ၍မေလ13ရက်အတွင်းအဆိုပါဒေသမှာမိုးရွာလာနိုင်ပြီးဒေသအချို့မိုးတိမ်တောင်များဖြစ်ထွန်းမှုကြောင့်လေပြင်းအန္တရာယ်ကြားရောက်လာနိုင်ခြင်းမိုးကြိုးပစ်ခြင်းမြေပြိုကျခြင်းမိုးကြီးခြင်းများဖြစ်ပေါ်လာနိုင်ပါတယ်။20ရက်နေ့မုန်တိုင်းကျွင်းကြံကဘင်္ဂလားဒေ့ရှ်နိုင်ငံအိန္ဒိယအရှေ့မြောက်ပိုင်းအာသံမဏိပူရနယ်ကိုဖြတ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်တွေမှာမုန်တိုင်းကျွင်းကြံမိုးတွေများစေနိုင်တယ်။2024ခုနှစ်ဆိုင်ကလုံးရွေ့လျားခဲ့တဲ့လမ်းကြောင်းအတိုင်းရွေ့လျားရင်တော့ချင်းတွင်းမြစ်နဲ့အေရဝတီမြစ်ဖျားပိုင်းဒေသတွေမှာမိုးများနိုင်မယ်။အေရဝတီနဲ့ချင်းတွင်းမြစ်တွေရေတက်လာနိုင်တဲ့စိုးရိမ်ရေမှတ်တွေကျော်လွန်ပြီးရေကြီးနိုင်မယ်ဆိုတာတော့ဆက်ပြီးစောင့်ကြည့်ကြရပါမယ်။ရန်ကုန်မိုးမများလို့မိုးများမြစ်အထဲမပါလို့ဆိုပြီးရေးထားကြတာဖတ်ရပါတယ်။မိုးကတပြည်လုံးရွာနိုင်ပါတယ်မိုးများမှာမိုးမများမှာကတော့ဝင်လာနိုင်တဲ့မိုးတိမ်တွေသူတို့ရွေလျားရာလမ်းကြောင်းတွေအပေါ်မူတည်ပါတယ်18 18 19ရက်တွေမှာရန်ကုန်လဲမိုးထန်ထန်လေးထန်ထန်ဖြစ်နိုင်မှာပါပဲအထူးသတိထားကြစေချင်တာကငလျင်တန်တဲ့ဒေသတွေမှာဖြစ်ခဲ့တဲ့မြေပြင်အကွဲကြောင်းကြီးတွေဘေးတိုက်အရွေတွေဖြစ်ခဲ့တဲ့နေရာတွေမှာမိုးများရင်မြေကျုံနိုင်တယ်မြေပြိုနိုင်တယ်အကွဲကြောင်းကြီးတွေပြန်ပိတ်သွားတာလည်းဖြစ်နိုင်တယ်မြေပြင်အောက်မှာဘာတွေဖြစ်နေလဲဆိုတာဘယ်သူမှကြိုတင်မခန့်မှန်းနိုင်ပါငလျင်တန်ထိထားတဲ့ဒေသတွေအားလုံးမှာတော့အထူးသတိထားကြရမယ်လို့ပဲမှာချင်ပါတယ်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်